ငါပါလို့เนาะအခုဆိုရင်တော့ပေါ့နော်မေးပေါ့နော်ကလေးတွေကိုလည်းထမင်းကျွေးနေပါပြီလို့เนาะဒါကော်မှုမျိုးอ่ะပေါ့နော်မွေးနေ့ရှင်ဒါအတော်ဖြစ်ပါတယ်လို့ဟိုမှာကလေးလေးမွေးနေ့ရှင်ဖြစ်ပါတယ်ဒါသူထမင်း3ရက်ဇက်တိုက်ကျွေးတာဖြစ်ပါတယ်เนาะစနေတနင်္ဂနွေเนาะ3ရက်ဇက်တိုက်စနေတနင်္ဂနွေတနင်္လာနေ့အထိပေါ့เนาะ3ရက်ဇက်တိုက်ကျွေးတာဖြစ်ပါတယ်ကဲဝတ်သားဟင်းနဲ့မေးစာနိကန်ပေါ့เนาะသူကျွေးတာဖြစ်ပါတယ်လို့เนาะကဲကလေးစားလို့ကောင်းလားတတတို့အေးစားနော်မွေးနေ့ရှင်စိတ်ချမ်းသာအောင်လားပြီးရင်မွေးနေ့ဆူတောင်းစကားလေးပြောကြအောင်နော်ဒါကတော့ဆရာပေါ့နော်ဒါကလေးတွေရဲ့အုတ်ထိန်သူဆရာမဖြစ်ပါတယ်ဘယ်လောက်ကြည့်လို့ကောင်းလဲနော်ကဲအားရပါရစားနော်စားကြဟဲ့မင်းတို့ထမင်းမမြောက်သေးစားတယ်မေးစားနေကြပေါ့နော်ဝတ်သားလေးနဲ့မွေးနေ့လူရှင်ကကျွေးပေးပါဆိုလို့နော်ကဲမေးဝတ်သားလေးနဲ့ကျွေးရဖြစ်ပါတယ်လို့နော်ကဲနောက်လူကျင်တန်းကျင်နဲ့ဆိုလို့ရှိရင်လည်းပဲဒီเจ้าလေးကိုလာရောက်လှူဒန်းလို့ရပါတယ်လို့နော်စားလို့ကောင်းလားတတို့ဒါလေးကတော့မွေးနေ့ရှင်လေးပေါ့နော်မွေးနေ့ရှင်လေးဘိုက်စားနေပြီလားစားသေးကဲဒါဆိုရင်တော့အေဗန်ဒီစာတနာချင်းဂယုနာကဲကျောက်စလစ်ကုန်းကျောင်းလေးဖြစ်ပါတယ်နော်လာပြီးလာရောက်လှူဒန်းနေတယ်ဆိုလို့ရှိရင်လေလာရောက်ပြီးတော့ဒီမှာဒီဘုံနဲ့တကောကလာရောက်လှူဒန်းလို့ရပါတယ်လို့နော်ဒါဆိုလို့ရှိရင်ပေါ့နော်23သိန်းမြောက်ပေါ့နော်လှူဒန်းသွားတာပါလို့ဒါမွေးနေ့ဟိုပေါ့နော်ဒီကလေးလေးကမွေးနေ့ရှင်ပေါ့နော်ဒီနိုးတိုက်ကလေး2ယောက်အတွက်ကိုနိုးဘူးတသိန်းထပ်ပြီးတော့လှူဒန်းသွားတာဖြစ်ပါတယ်လို့နော်ကဲငါမိုက်လေကြောက်ပါစီဗျာနော်အလောက်ကိုင်းနဲ့အောင်မြင်ပါစေလို့နော်ရှာကူတာမေးစုပေးလိုက်ပြီနော်ဒါလေးကတော့မွေးနေ့ရှင်လေးဖြစ်ပါတယ်လို့နော်ကိုမှုမျိုးอ่ะပေါ့နော်မွေးနေ့ရှင်လေးတပိစားမွေးနေ့ရှင်ရဲ့ပါဖြစ်ပါတယ်မွေးနေ့ရှင်လေးတွေပါတစ်ခါထမင်းတက်ကျွေးလိုက်တယ်နော်စားကိုလေးစားကောင်းလားကောင်းတယ်စားဘုရားရှင်ပဲနော်ကဲပါတစ်ခွက်စားမယ်ဟုတ်ပြီစားအားရပါရစားတော့ဝတ်တာနော်ကဲမေးစားနေကြစားနော်